မသဘင်စတင်ကြမှာဖြစ်ပါတယ်ခုနရဓမ္မရိပ်သာရှိခုတို့ဤပင်မဓမ္မရိပ်သာယနေ့သာသနာတော်နှစ်2568ခုနှစ်ကောဇာတက္ကရာ1386ခုနှစ်တဘောရလမ်းပြည့်ကျော်14ရက်ဥပုံနေ့ခရစ်တက္ကရာ2025နှစ်လပိုင်း26ရက်ဗုဒ္ဓဟူးနေ့ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်မူလဥယျာဉ်တိုက်သာသနာ့ဝေဘုံတော်ခုနရဓမ္မရိပ်သာကြီးတွင်ကျင်းပပူဇော်အပ်သော89ကြိမ်မြောက်စဉ်ကျင်းပပူဇော်သည့်ခொနည်းလိပ်တန်နိဗ္ဗာန်ဝင်လာညာ၏တုလုပ်ပေတရားစခန်းဝဲကြီးအောင်ပွဲနေ့၌ဘုရားရှင်တော်တော်ကြဆရာသခင်ကျေးဇူးရှင်တို့၏ဥပနိဒေယအတိုင်းမြတ်ဗုဒ္ဓဟောကြားခဲ့သောတရားတော်များဖြင့်ဟောကြားနာကြားမှာဖြစ်ပါတယ်တရားတော်ကိုမဟောကြားကြသေးမီမနာကြားကြသေးမီချာပေရာလိုက်ဆိုပြီးတော့ဓမ္မသနာပလင်စတင်ဖွင့်လှစ်ကြစို့အလုံးလိုက်ဆိုကြဗုဒ္ဓဂုံမြတ်စိတ်မာတာလေးစားကြည်ညိုမည်ဗုဒ္ဓဂုံမြတ်စိတ်မာတာလေးစားကြည်ညိုမည်ဓမ္မဂုံမြတ်စိတ်မာတာလေးစားနာယူမည်ဓမ္မဂုံမြတ်စိတ်မာတာလေးစားနာယူမည်သံဃာဂုံမြတ်စိတ်မာတာလေးစားကိုယ်ွယ်မည်သံဃာဂုံမြတ်စိတ်မာတာလေးစားကိုယ်ွယ်မည်ဗုဒ္ဓရင်ကွင်ခောနာဝင်အတုကင်းပါစေဗုဒ္ဓရင်ကွင်ခောနာဝင်အတုကင်းပါစေဗုဒ္ဓရင်ကွင်ခောနာဝင်အတုကင်းပါစေဓမ္မရင်ကွင်ခောနာဝင်အတုကင်းပါစေဓမ္မရင်ကွင်ခောနာဝင်အတုကင်းပါစေဓမ္မရင်ကွင်ခောနာဝင်အတုကင်းပါစေသံဃာရင်ကွင်ခောနာဝင်အတုကင်းပါစေသံဃာရင်ကွင်ခောနာဝင်အတုကင်းပါစေသံဃာရင်ကွင်ခောနာဝင်အတုကင်းပါစေမိဘရင်ကွင်ခောနာဝင်အတုကင်းပါစေမိဘရင်ကွင်ခောနာဝင်အတုကင်းပါစေမိဘရင်ကွင်ခောနာဝင်အတုကင်းပါစေဆရာရင်ကွင်ခောနာဝင်အတုကင်းပါစေဆရာရင်ကွင်ခောနာဝင်အတုကင်းပါစေဆရာရင်ကွင်ခောနာဝင်အတုကင်းပါစေတတ္တဝါဟုတ၍တရားတွေ့ချမ်းမြေ့သာယာရှိပါစေတတ္တဝါအမြတ်မြတ်တရားနာကြားနိုင်ကြပါစေတတ္တဝါအမြတ်မြတ်တရားခိုနာနိုင်ကြပါစေဧတေနသစ္စာဝဇိနာဤသို့နောက်တံဖော်ထုတ်ပြန်၍ဟောမှန်သောမနမသစ္စာစကားမေတ္တာစကားကိုပြောကြားရခြင်းကြောင့်
တေတောမကံတရားချစ်ခင်စိတ်ကြဝင်းကြကုန်သောတင်တို့တော်စင်ပဋိဌာပေါင်းတို့သည်ဒုက္ခိတာကိုယ်စိတ်နှဖျားပြပါမညိကျမ်းမာခြင်းချမ်းသာခြင်းနှင့်ပြည့်စုံကြကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်တည်းအစဉ်ပြေမြတ်တာတယ်လို့ထိုင်ပြီးတော့တရားတော်ကိုနာယူနိုင်ကြပါပြီအောင်ပွဲတရားဖြစ်ပါတယ်ကြိုမတိတာသိပါတရားတော်မနေ့တော့ကဘုံဘုံတို့ဟောတာကကြိုမတိတာအသိရှိပါကြိုမတိတာတတိရှိပါဒီနေ့ဟောမယ့်တရားကြကြိုမတိတာသိပါတရားတော်ဗာတရားလဲကြိုမတိတာသိပါတရားတော်ပါဗျာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟောကြားခဲ့တဲ့တရားတော်တွေကယူပြီးတော့ဒီနေ့တော့ဘုံဘုံတို့အောင်ပွဲနေ့ဖြစ်တဲ့အာလျော်စွာအင်္ဂုတ္တဓာတကနိဗ္ဗာန်မှာလာရှိတဲ့ဇာနိတောနိပုံနာနဲ့မြတ်စွာဘုရားတော်ရဲ့အမေးအဖြေကိုဏိကုံးချုပ်အနေနဲ့ဒီနေ့ဟောကြားနာကြမှာဖြစ်တယ်အဲ့တော့ယနေ့ဘုံဘုံတို့89ကြိမ်မြောက်အားလုံးပေါင်းစုလို့ကောင်းမှုတစ်ခုဒီနေ့အောင်မြင်မြင်ဖြစ်ခဲ့ပြီနော်မှန်ပါပါဗျာကိုယ်တိုင်ကြိုးစားကြတဲ့အတွက်ကိုယ်စီကုသိုလ်တွေရကြတယ်လို့တရားတွေကြိုးစားကြတဲ့ပုဂ္ဂိုလ်တွေလည်းကိုယ်စီတရားအသိဉာဏ်တွေရထိုက်တဲ့တရားတွေရကြမှာပါဒါတွေအားလုံးဟာဗိဒ္ဓရေဘုံဘုံတို့အဘိနတုတ်ရှေ့ပိုင်းမှာဟောခဲ့တယ်လို့ပဲကြိုတင်ပြီးတော့တတိတံဝေကတွေယူပြီးတော့ကြိုးစားရမယ့်အရာတွေကိုကြိုးစားကြရမယ်နော်မှန်ပါဗျာအခုနောက်ပိုင်း2ရက်မှာကြိုရမသိတဲ့အရာ5မျိုးကိုရှေ့3မျိုးမနေ့ကဘုံဘုံတို့ဟောပြီးပြီဒီနေ့နောက်2မျိုးကိုဟောပြီးတော့ဏိကုံချုပ်ကြတာပေါ့တရားနာမည်ပြန်ပြောပါအောင်သားလေကြိုမသိတာသိပါဇီဝိတံဗျာတိကာလောဇာဒေဟနိခေပနံဂတိဘေစေတိဇီဝလောကတမေအနိမိတနာနာယရေခြေသားလို့လောကမှာကြို၍မသိနိုင်တဲ့အရာ5မျိုးနံပါတ်1ကဇီဝိတဘယ်တဲ့အရွယ်မှသိမဲဆိုတာကြိုမသိနိုင်ဘူးလေဗျာတိဘယ်ယောဂနဲ့သိမဲဆိုတာလည်းပဲကြိုမသိနိုင်ဘူးကာလပဲအချိန်မှသိမယ်ဆိုတာလဲကြိုမသိနိုင်ဘူးတဲ့3မျိုးမနေ့တော့ကဟောကြားထားတယ်ဒီနေ့တော့ပြင်မိတ်တိုင်းငါ4ခုမြောက်ကိုသွားကြရအောင်4ခုမြောက်ကဲ5ခုမြောက်ကဲဒီနေ့နာကြမယ်ဒေဟနိခေပနံဒေဟနိခေပနံမာရလေဒေဟနိခေဘဝတစ်ခုသိဆုံးသွားတဲ့ဒီအလောင်းခန္ဓာကိုဘယ်နေရာမှာမြုပ်လိမ့်မယ်ဘယ်နေရာမှာမြုပ်ရလိမ့်မယ်ဆိုတာလည်းပဲဘာသူမှကြို၍မသိနိုင်ဘူးတဲ့ပိဋကကြီးနော်ကိုဘယ်နေရာမှာသိပြီးတော့ကိုအလောင်းဘယ်မှာမြုပ်လိမ့်မယ်ဆိုတာလည်းပဲကြိုပြီးတော့သိသလားသိပါဘူးဗျာနေတာကတော့ပိဋကကြီးမြို့ပေါ်မှာနေတာပဲတောသွားရင်သိတယ်ဆိုလို့ရှိရင်အဲ့ဒီအလောင်းမြို့ပေါ်ပြန်မယူတော့ဘူးတောမှာပဲမြုပ်လိုက်မှာပေါ့မှန်ပါဗျာနေတာကတော့အရာတော်ဒေသမှာနေပေမဲ့လို့မြို့ဒီမှာဆေးရုံဆေးကန်းတွေလက်တက်ရင်တည်သွားပြီဆိုရင်လဲတချို့တွေမှာအဲ့ဒီမြို့မှာပဲတကြိုခဲ့ကြတယ်တော့ပြန်မယူတော့ဘူးနော်မှန်ပါဗျာကိုယ့်ရဲ့အလောင်းဘယ်နေရာမှာမိတကြိုရမယ်ဘယ်နေရာမှာမြေမြုပ်ရမယ်ဆိုတာလည်းပဲကြိုပြီးတော့သိသလားမသိပါဘူးဗျာမသိဘူးနေတာကတော့မြန်မာနိုင်ငံတော့ပဲမဲ့လို့စေယုံစေကံသွားရင်ဖြစ်စေအလဲပတ်သွားရင်ဖြစ်စေအလုတ်ကင်သွားရင်ဖြစ်စေပြည်ပတနိုင်ငံမှာတနိုင်ငံတစ်ခုခုမှာသေးပြီဆိုရင်လည်းပိဋကဒီနိုင်ငံကိုပြန်ပြီးတော့ယူတယ်ဆိုတာလည်းရှိပေမဲ့လို့တော့ပဲမဲ့ပိဋကဟိုနိုင်ငံမှာပဲတကြိုလိုက်ကြတဲ့လူတွေရောမရှိဘူးလားရှိပါတယ်ဗျာဒီထက်မှကိုပါကြပါလေနော်ကိုယ့်ရဲ့ခင်မောင်းဖြစ်စေကိုယ့်ရဲ့ခင်မောင်းမာတွေဖြစ်စေသားဖြစ်စေသမီးဖြစ်စေဆွေဖြစ်စေမျိုးဖြစ်စေတနိုင်ငံမှာတည်သွားကြလို့အဲ့ဒီနိုင်ငံမှာပဲတကြိုလိုက်ကြတော့လားဒီပြန်မကြီးတော့
လေရင်စရိတ်တွေများစွာကုန်မှာဆိုတော့မယူတော့ဘူးပေါ့ပိဋကကြီးနော်နေရာကမြန်မာနိုင်ငံမိမိရဲ့အလောင်းခန္ဓာကိုတကြွရတာကနိုင်ငံရချမ်းမှာတဲ့ဒါကြောင့်မလို့ပိဋကကြီးဘယ်နေရာမှာသိရမယ်ဆိုတော့ပြောလို့မရဘူးနေရာကကုန်းပေါ့ဟိုရေထဲမှာလေမောက်သေးသင်္ဘောနှစ်သေးပြန်တော့လေအဲ့ဒီရေထဲမှာပဲမမြုပ်ရဘူးလားဒါကြောင့်မြတ်စွာဘုရားကတရားနေကေပလံသိပြီးတဲ့အခါမိမိရဲ့အလောင်းခန္ဓာကိုပဲမှာမြုပ်ရမယ်ဆိုတာဘယ်သူမှကြိုတင်ပြီးတော့မသိဘူးသိသလားမသိပါဘူးဗျာမသိတဲ့အရာပေါ့နော်၅မျိုးမှ၄ခုမြောက်ကိုပြောတာနော်မှန်ပါအဲ့တော့လောကလူသားတွေကတော့ဘေးတိုင်းဒီနေ့ကျရင်ဒုက္ခခန္ဓာဘယ်နှပါးရဘာတွေလဲရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာဘယ်နှပါးလဲမှန်ပါဗျာအဲ့ဒီခန္ဓာ၅ပါးယုံနာနှစ်ပါးရထားတဲ့လူတန်းဒီဇာတိရထားတယ်ဆိုတာမသိကြဘူးလားသိကြပါရဲ့ဗျာဇာတိရထားပြီစရာတဲ့တပြည့်ပြည့်နဲ့အိုပြီးတော့လာမယ်ဗျာတိဆိုတဲ့နာပြီးတော့လဲလာနေမယ်နောက်ဆုံးမရဏဆိုတဲ့သိခြင်းတရားကတော့ဧကမလွဲတွေ့မှာပဲသဗ္ဗေတ္တမရဏဓမ္မသဗ္ဗေအလုံးစုံကုန်သောတတ္တဝါတို့သည်မရဏဓမ္မတရားခြင်းသာလျှင်အဆုံးရှိကြလေကုန်၏ခြေသားတို့လောကမှာရှင်ပင်တတ်ပြီးအုပ်ချုပ်တဲ့ရှင်ပင်ဖြစ်စေမိဖုရားဖြစ်စေမူရည်မှတ်ရသေနာပတိတွေဖြစ်စေလောကကိုအစိုးရတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ဘုံကံတမ္မာရာတွေကြီးပဲဘုရားယတတော်တန်ဃာတွေပဲဖြစ်ဖြစ်ချမ်းသာကြွယ်ဝတဲ့လောကမှာတထေးကြီးတွေတထေးတော်ကြီးတွေပဲဖြစ်ဖြစ်ကုန်တယ်လည်လို့အောင်မြင်ကြတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ဒီနေ့ကြလို့စရင်မရဏမှာပဲလမ်းဆုံးကြတဲ့အဲ့ဒီမရဏဆိုတဲ့တရားကိုဘယ်သူမှမကျော်လွန်နိုင်ဘူးငါဘုရားလည်းပဲအဲ့ဒီသိခြင်းတရားကိုမကျော်လွန်နိုင်ဘူးဘုရားတော်ကျော်လွန်လို့ရသလားမရပါဘူးဗျာယဟန္တာတွေရောသိခြင်းတရားကိုကျော်လွန်လို့ရသလားမရပါဘူးဗျာအလုံးကနောက်ဆုံးတော့ဘေးသားကြီးအသေးမှပဲလမ်းဆုံးနေပါဇက်ကပြောတော့ကြားနေကြနော်ပါဇက်ကပြောနေကြလူတိုင်းတွေးနေကြဆိုပြီးတော့ပေါ့ဆဆလေးတော့မတွေးနဲ့နော်သေခြင်းတရားကိုဘိသိက်ဘုံဘုံတို့တတိပေးခြင်းပါတယ်ကိုတကာရင်ဆရာရင်းနေမို့လို့ခொနည်းတိုင်းတွေ့ခဲ့ကြတဲ့ဓမ္မမောင်နှမတွေမို့လို့အထုတတိပေးခြင်းနာကသေခြင်းတရားကိုလေးနဲ့စဉ်းစားတော့ပါနော်ဒေဂာနီးမှာရောက်ရက်ခတ်ပြများပြီးတော့ဟိုလူကဲလုံးလို့ဒီလူကဲလုံးလို့နဲ့ဘိသိက်မြေရတစ်ဖက်နတ်တစ်ဖက်နဲ့ဘဝကနေပြီးတော့တောကလေးဘယ်လပူရင်နဲ့တော့မထွက်ခွာကြပါနဲ့နော်ကိုယ့်ဘဝကိုအကောင်းဆုံးပြင်ဆင်ပြီးတော့ငြိမ်ငြိမ်ညောင်းညောင်းအေးချမ်းလေးနဲ့လူဘဝကနေပြီးတော့ထွက်ခွာသွားလိုက်ပါအလုံးကဓာတုခေါ်ရလိမ့်မယ်နော်အလုံးကကျင့်တတ်ကြလိမ့်မယ်အလုံးကဝန်တာကြလိမ့်မယ်အဲ့ဒီလိုမှမဟုတ်လို့ဆိုရင်တော့ဘေးတိုင်းဘဝနေကုန်ချုပ်သေးတဲ့အခါမှာရောက်ရခပြများပြီးတော့ဘဝနေကုန်ချုပ်သွားမယ်ဆိုရင်မိသားစုလည်းစိတ်ကောင်းမှာမဟုတ်ဘူးနော်ဓမ္မမိတ်ဆွေတွေလည်းမြင်ရတွေ့ရတာစိတ်ကောင်းမှာမဟုတ်ဘူးအရေးကြီးတာကကိုစိတ်မချပဲဖြစ်သွားမယ်နော်ဒါကြောင့်မလို့ဘေးတိုင်းတနေ့ကျသိကြမယ်သိတဲ့အခါကျတော့ဘယ်နေရာမှာမြုပ်နှံရမယ်ဆိုတာမသိသေးတော့ကြောင့်ကြိုတင်ပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ကောင်းတဲ့အလုပ်တွေကိုနေရောညပါကြိုးစားပါဘယ်လိုကြိုးစားရနေရောညပါကြိုးစားပါဒါမှဘာတွေကြမှာကိုကိလေသာကြမကိုဆိုတာဘာသစ္စာကြမခေါ်တာအေးဘုရားရနာတွေကသမုဒိယသစ္စာကြမခေါ်အောင်ဘာသစ္စာပွားတယ်ဒါကြောင့်မလို့ဘာသစ္စာကြမခေါ်တော့ဘူးဒါကြောင့်ဘယ်သစ္စာမရတော့ဘူးဘယ်သစ္စာကိုရသွားတယ်ဓမ္မလမ်းစဉ်ကျင့်စဉ်လေးတွေကိုတော့အသေးဆွဲအောင်မှတ်ထားပါနော်ညာပြီးတဲ့တရားမိပြေရမှာလားမှတ်ထားရအောင်သူများအတွက်ကြိုးရှိမှာလားကိုယ့်အတွက်ကြိုးရှိမှာမှတ်ထားရုံနဲ့မဲ့ပြီးသလားလိုက်နာကျင့်သုံးမှုတွေရောမလုပ်ရဘူးလားဟုတ်ပြီကြိုးစားကြပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆိုရင်ဗိဓာယီဂတိတဲ့အရေးကြီးဆုံးပဲနော်ဘုန်းတော်ရှင်ပိုင်းမှာပြောခဲ့ပြီးတာလေးခုဇီဝိတာဆိုတဲ့ဗျာတိရဲ့ကာလရဲ့ဒေဝနေကေပနရဲ့အဲ့ဒါတွေကဒီဘဝရှစ်လေးမျိုးကဒီပိဿုပန်ဘဝ
အခုနောက်ဆုံးတစ်ခုကတော့ဂတိဆိုတာကတော့ဘိဓာရဲ့အနာဂတ်ဘဝနောင်ဘဝပေါ့အများစကားတွေအများပြောတဲ့စကားနဲ့ပြောမယ်ဆိုရင်ဗာလဲနောင်ဘဝဆိုတာဘိဓာရဲ့ဗာလဲအနာဂတ်တို့နေနေတာကပစ္စုပန်တို့နေနေတာကဗာလဲပစ္စုပန်မောအဲ့တော့ဒီပစ္စုပန်မှာတည်ဆုံးသွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဟိုအနာဂတ်ကိုခရီးဆက်ရမယ်တဲ့အနာဂတ်ကိုသွားမယ်အဲ့ဒီအနာဂတ်ကိုသွားမှာကိုလာရဂတိလို့ဒီလိုခေါ်တာနော်လာရပါလေဂတိအဲ့ဒီဂတိကိုဒီဘဝသိပြီးတဲ့အခါကျတော့ငါဒီဘဝတော့ကိုအသက်နဲ့ခန္ဓာတည်ရှိနေတဲ့ငါနေတယ်ငါဒီဘဝကနေပြီးတော့အသက်သေးဆုံးသွားပြီဆိုလို့ရှိရင်ဒုတိယဘဝကြလို့ရှိရင်ဘယ်များရောက်သွားမလဲဆိုတာလဲကြို၍မသိနိုင်သလားမသိပါဘူးဗျာဘယ်ရဟန္တာတွေပဲသိမှာနော်အခုသူတော်ကောင်းတို့တာမပုထုဇဉ်တရားဆိုရင်တော့ဒီဘဝသိပြီးတော့ငါဘယ်ဘဝသွားမယ်မသိဘူးဘယ်လေးပါးများကြာများဘယ်များရောက်မလဲဘဝကောင်းများရောက်မလားဆိုတာဘာသူမှကြိုပြီးတော့မသိနိုင်ဘူးတဲ့လာရဂတိကိုဘာကိုလဲလာရဂတိဆိုတာပိဋကဒီဘဝသိပြီးတော့နောက်ဘဝတစ်ခုလာမှာပဲနောက်ဘဝတစ်ခုသွားမှာပဲအဲ့ဒီလိုဘဝတစ်ခုလာမှာဘဝတစ်ခုသွားမှာကိုဂတိလို့ခေါ်တာဟုတ်လားကမ္မနမိတ်ဂတိနိမိတ်ကံဆိုတာနေ့လည်ဘုံမတော်ပရိစ္ဆသမုပ္ပါမှာပြောပြီးဒီဘဝမှာသုံးခွက်တဲ့ကကာယကံဝစီကံမနောကံနဲ့ပြုလုပ်နေတာတွေမှန်သမျှတခြားတွေလားကံတွေလားကံတွေပါဗျာအဲ့ဒီကံကနေပြီးတော့ကမ္မနမိတ်အဲ့ဒီကမ္မနမိတ်ကအသက်မထွက်ခင်မှာမိမိရဲ့သွားရမယ်နမိတ်ကိုမြင်အောင်ပါနော်ကိုလှုပ်ထားတဲ့ကံတွေအတိုင်းကာယကံဝစီကံမနောကံနဲ့လှုပ်ထားတဲ့ကံတွေအတိုင်းကောင်းတာလှုပ်ထားတဲ့ကံဖြစ်မလားမကောင်းတာလှုပ်ထားတဲ့ကံဖြစ်မလားဘယ်ကံပဲဖြစ်ဖြစ်ဗျာပေးသားကြီးကောင်းတာလှုပ်ထားတဲ့ကံဆိုရင်တော့နော်ဒီကနေ့တော့ချိန်ကာလမှာနတ်ပြည်ဆိုတဲ့နတ်ဘုံဗိမာန်နေနမိတ်တွေထင်မှာပေါ့နော်လူဘွားဆိုတဲ့မိခင်ဝမ်းကောင်းနေနော်အဲ့ဒါတွေထင်မှာပေါ့ဒါကကုသိုလ်အကုသိုလ်ဆိုရင်တော့မကောင်းတဲ့နမိတ်တွေငရဲဆိုတဲ့ငရဲသားတွေနော်တိရစ္ဆာန်ဆိုရင်လည်းတိရစ္ဆာန်ရဲ့ဝမ်းကောင်းနေဒါတွေအဲ့ဒါနမိတ်တွေမြင်တာပဲကိုလောက်ထားတဲ့ကံအတိုင်းကမ္မနမိတ်ဆိုတဲ့အဲ့ဒီနမိတ်တွေကထင်မယ်အဲ့ဒီလိုထင်ပြီးပြီဆိုတာနဲ့ပိဋကကြီးသိကြပြီဆိုရင်တော့ဂတိနိမိတ်သွားပြီအဲ့ဒီဂတိတစ်ခုကိုနော်ဒါကြောင့်ကမ္မနမိတ်ဂတိနိမိတ်ဟုတ်လားကံဆိုတာနေ့စဉ်ကိုလုံနေတာတွေမှသမ ्या ကာယကံဝစီကံမနောကံကောင်းကံဆိုးကံတာကမ္မနမိတ်အဲ့ဒီလှုပ်ထားတဲ့နေ့စဉ်လှုပ်ထားတဲ့အခါတွေကနေပြီးတော့သေခါနီးမှာထင်းမြင်လာတာကြတော့ဂတိနိမိတ်အဲ့ဒီနိမိတ်တိုင်းသေကမ္မနမိတ်အဲ့ဒီတိုင်းပေသားကြီးထင်ပြီးပြီမြင်ပြီးပြီဆိုရင်ဟိုဘက်သေပြီးသွားပြီဆိုတာကဂတိနိမိတ်ကမ္မနမိတ်ဂတိနိမိတ်ဒါတွေသွားမှာပေါ့ကိုလှုပ်ထားတဲ့အရာနဲ့ကိုသွားမဲ့လမ်းနဲ့သေချာပြီဆိုရင်သွားပြီဆိုတာကအဲ့ဒါပါလေဂတိနိမိတ်တဲ့ဟုတ်လားအဲ့ဒီဂတိနိမိတ်ကိုပြောတာအဲ့တော့ကိုဒီဘဝကသေပြီးတော့နောက်ဘဝဘယ်သွားမလဲနတ်ပြည်တက်မလားလူပြည်သွားမလားဗြဟ္မပြည်သွားမလားသို့မဟုတ်ငယ်တိရစ္ဆာန်ပိဋကအတူတကယ်လားဘယ်နေရာသွားမလဲဆိုတာဘသူကြိုပြီးတော့သိတယ်လဲမသိဘူးမသိနိုင်ဘူးနော်ဘယ်ဘဝကလာခဲ့တယ်ဆိုတာလဲမသိနိုင်ဘူးမသိဘူးလေတော်ကောင်းလို့ဘယ်ဘဝတက်လာမှလည်းမသိဘူးဆင်းလာမှလည်းမသိဘူးနတ်ပြည်ကဆင်းလာတာဖြစ်ခြင်းလည်းဖြစ်မယ်လူဘဝကလူပြန်ဖြစ်လာတာလည်းဖြစ်ရင်ဖြစ်မယ်အဘယ်လေးကဘဝတစ်ခုကတက်လာတာလည်းဖြစ်ခြင်းဖြစ်မယ်ဒါလာတဲ့နေရာဘယ်လာမှလည်းမသိဘူးဟုတ်လားပြန်တော့လည်းပဲဓမ္မတဖို့မှမရသေးဘူးဆိုအပြန်ခရီးကလည်းဂတိကလည်းဘယ်ဂတိသွားမှမသိဘူးကျိုးရသိသလားမသိနိုင်ဘူးတဲ့ကိုလှုပ်ထားတဲ့အဲ့ဒီကံတွေအတိုင်းသာသွားကြမှာဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတဲ့တော်တင်ရှားရှိတဲ့ချိန်ကာလတော်ကအဲ့ဒီဂတိကိုဘသူကရှောက်ဘူးလဲလို့မင်းဇာနုသောဏိပုံနာအင်္ဂုတ္တဓာတကနိဗ္ဗာန်မှာလာတယ်ဇာနုသောဏိပုံနာဘသူလဲဒိဋ္ဌပါမောက္ခပဲသူကလည်းနော်ပညာတတ်ကြီးပဲဒိဋ္ဌပါမောက္ခဇာနုသောဏိပုံနာကတနေ့သောခါမြတ်စွာဘုရားထံကိုရောက်လာပြီးတော့ဘုန်းတော်ကြည်တော်မူသောကောရမမြတ်စွာဘုရားတပိတော်တိ
တိကျင်နာလေးတွေကိုမြတ်စွာဘုရားကိုရှောက်ချင်လို့ပါတဲ့မြတ်စွာဘုရားကိုရှောက်ချင်လို့ပါဆိုပြီးတော့အဲ့ဒီလိုမျိုးခွင့်တောင်းလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကလည်းအေးပုံနာမင်းရှောက်ဆရာရှိခြင်းနဲ့မင်းတိကျင်နာရှိရှောက်ဖို့လို့ပြောတော့ခွင့်ပေးလိုက်တာအဲ့လိုခွင့်ပေးလိုက်တဲ့အခါပုံနာကရှောက်တယ်တပည့်တော်တို့ခိန်းတို့ယမနာပုံနာဝါဒမှာလူတယောက်တည်သွားပြီးပြီဆိုရင်15ရက်16ရက်အဲ့ဒီလောက်ဆိုရင်အဲ့ဒီတည်သွားတဲ့လူကိုရည်စူးပြီးတော့အလူဒါနတွေပြုလုပ်ပြီးတော့ကုသိုလ်တွေပေးတယ်တဲ့ပိဋကရေနော်အခုဒီမှာကောရစကိုင်းမောကြီးမှာရောနောက်မိမိတို့ဟိုရက်ဒီရောဟိုဒေတာဒီဒေတာဟိုမျိုးဒီမျိုးကောင်းမှုတွေလှုပ်တိုင်းမိမိတို့ရဲ့မိဘတွေဖြစ်စေခင်မုန်းမာတွေဖြစ်စေသားတွေသမီးတွေဖြစ်စေဆွေတွေမျိုးတွေဖြစ်စေအဲ့ဒီကွယ်လွန်သွားတဲ့ပုံကိုယ်တွေကိုမိမိတို့ကလည်းရည်စူးပြီးတော့ကုသိုလ်တွေမလုပ်ကြဘူးလားလုပ်ကြပါဗျာဒါနအစရှိတဲ့ကောင်းမှုတွေအလှူဒါနတွေပြုပြီးတော့ကွယ်လွန်တဲ့ပုံကိုယ်တွေရကြပါစေပေါ့အများကြီးဝေးတာနော်အဲ့ဒါကိုပုံနာကသိကျင်တာဒီဂတိဆိုတဲ့အရာလေးကဒီအသိဉာဏ်လေးကလူတိုင်းသိတဲ့တယ်လို့ဘုံဘုံတို့ထင်တယ်နော်ဘာကြောင့်လဲဆိုရင်မိဘတွေကိုရည်စူးပြီးတော့လှုပ်တာမိဘတွေဟိုဘက်ကရလားမရလားလည်းမသိခင်မမာတွေရည်စူးပြီးတော့လှုပ်တာရသလားမရသလားလည်းမသိအဲ့ဒီလိုပဲပုံနာကလည်းဖြစ်နေတာလေသူလည်းအဲ့ဒီလိုရလားမရလားမသိဘူးပေါ့အဲ့တော့ကိုမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကသေချာပြောပြလိုက်တယ်အဲ့ဒီလိုသေချာပြောပြလိုက်တာလည်းကိုဒီလိုတွေသေချာနားထောင်လိုက်နားထောင်ပြီးရင်ကိုလည်းအဲ့ဒီလိုလုံနေတာလေးဖြစ်တဲ့အတွက်ကိုပေးတဲ့ကောင်းမှုရောဟိုဘက်ကလူတွေကွယ်လွန်သွားတဲ့လူတွေရသလားရောက်သလားဘယ်လိုတွေမှရတယ်လဲဘယ်လိုတွေမှရောက်တယ်လဲမိသားကြီးသိဖို့မလိုဘူးလားလိုပါရဲ့ဗျာသိချင်သေချာနားထောင်ပေါ့အာယုံစိုက်တာပေါ့ကိုအလှည့်ကြတာလဲဒီလိုပဲဖြစ်ချင်းဖြစ်မှာလေကိုကြည့်ဒီမှာတပည့်တော်တို့ခိုင်းတို့ပြမနာပုံနာမျိုးမှာ15ရက်16ရက်လောက်ဆိုလို့ရှိရင်အဲ့ဒီသေသွားတဲ့လူကိုတပည့်တော်တို့ကရည်စူးပြီးတော့ကုသိုလ်တွေပေးတယ်တဲ့အများတွေပေးတယ်အဲ့ဒီလိုပေးတော့ဟိုဘက်ကဝန်လွန်သွားတဲ့မိဘတွေတော်တော်ကောင်းဆွေတွေမျိုးတွေတော်တော်ကောင်းသေသွားတဲ့ပုဂ္ဂိုလ်တွေဟိုဘက်ကသာဓုခေါ်နိုင်သလားရသလားဒီဘက်ကတော့ပေးနေတာပဲဟိုဘက်ကလူတွေကရသလားဘာကြောင့်လဲဆိုတော့ဘယ်ကတိလားတော့မှမသိတော့ဘူးလေအဲ့တော့ရသလားဖေဟာလို့အဲ့ဒီလိုပုံနာကမြတ်စွာဘုရားကိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကဒီပုံနာရဲ့စိတ်ကိုသိတယ်ပုံနာရဲ့ဗာလဲစိတ်ကိုသိပါအဲ့ဒါမြတ်စွာဘုရားရဲ့ကြီးညိုစရာဂုဏ်တွေကအဲ့ဒါပဲကျုပ်တို့ဆိုရင်ရှောက်တဲ့လူရဲ့စိတ်ပဲသိလဲသူသိကျင်တာပဲပြန်ဖြစ်မှာပေါ့ကိုညံမိတလောက်ပေါ့အခုမြတ်စွာဘုရားကြတော့အဲ့ဒီရှောက်တဲ့လူရဲ့စိတ်ကိုသိတာဘာကိုသိတာသူ့ရဲ့စိတ်အကြံကိုသိတာပေါ့သူစိတ်အကြံကပုံနာကဘယ်လိုကြံစီထားလဲလို့ဆိုတော့ငါမေးတဲ့မေးခွန်းကိုရှင်ကြီးခေါ်ရမှာတခွန်းဖြေလိုက်ရင်ငါအကုန်နားလဲပြီသူကလည်းဒေတာပါမောက္ခကြီးဆိုတော့သူ့ကိုယ်သူအထင်ကြီးတယ်လေဟုတ်လားဗုဒ္ဓအယူကိုယူမထားသေးဘူးနော်ဗုဒ္ဓဘာသာအယူမဟုတ်သေးဘူးသူ့ကိုယ်သူထင်ကြီးတာပေါ့အဲ့တော့လူသားတွေကလည်းပြေးတိုက်တခါတလေကိုသိပြီးတော့လွတ်ထင်ကြီးတဲ့လူတွေပေါ့တရားရဖို့အင်မတန်ခက်တယ်ဟုတ်လားအထင်ကြီးလွန်းတာပေါ့ကိုသိထင်ကြီးလွန်းတယ်ကိုသိတယ်ငါဒီလောက်ပြောလိုက်ရင်နားလဲပါတယ်ဒီလောက်ဆိုရင်ငါသိပါတယ်ဆိုတော့ဆုံးအောင်နားမထောင်ပု္ပ္ပာတပုတ်ကိုပြီးအောင်မဖြေဘူးပြီးအောင်မလေ့လာဘူးပြီးလဲပြီးရောအဲ့ဒီဟာတွေဟာနှစောနှဖျားကြားလဲဆိုတော့မဟုတ်တဲ့ဝက်ဟုတ်တဲ့ဝက်မှန်တဲ့ဝက်မှားတဲ့ဝက်တွေဖြစ်ကုန်ရောဒါကြောင့်မလို့ဘိသိက်ရင်ပု္ပ္ပာတစ်ခုအဖြေထုတ်မဲ့ဆိုရင်နားလေအောင်အဆုံးထိအောင်ဖတ်ရမယ်လေ့လာရမယ်ဖတ်ပြီးလေ့လာပြီးမှအဖြေကိုတိကျစွာထုတ်ရတယ်နော်ကိုကြည့်တယ်မှာသူ့ရဲ့စိတ်ကိုသိတဲ့အခါကျတော့ဒီပုံနာကသူကငါဘယ်တခွန်းဖြစ်လဲလို့စိတ်ရင် तू ငါအကုန်နားလဲပြီကျန်တာတွေကိုငါသဘောပေါက်ပြီလို့ तू ဒီလိုထင်ထားတာတဲ့အဲ့တော့မြတ်စွာဘုရားကတခွန်းလဲတော့မဖြစ်ဘူးပြည်တိုင်နော်အိမ်မှာမြတ်စွာဘုရားကဖြေတာကပုံနာတဲ့ဒီဘဝကနေပြီးတော့ဒေလွန်သွားတော့ဂရိတခုကိုတွားပြီးဆိုရင်ကျန်တဲ့လူတွေကကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်တွေကိုကုသိုလ်တွေပေးတဲ့အခါနှစ်ခုမှတ်ပါ
ရောက်တဲ့ဌာနကတစ်ခုမရောက်တဲ့ဌာနကတစ်ခုနှစ်ခုမှတ်တယ်ဗျာဟုတ်လားဒီကနေပေးပြီးတော့ပေးတိုင်းတော့မရောက်ဘူးတဲ့ဌာနဘယ်နှခုရှိလဲရောက်တဲ့ဌာနကတစ်ခုမရောက်တဲ့ဌာနကတစ်ခုဘယ်နှခုလဲရောက်တယ်လို့ဘုရားကတတ်မပြောဘူးနော်ရောက်တယ်လို့တတ်မပြောဘူးအဲ့လိုနှမျိုးပြောလိုက်တဲ့အခါကျတော့ရောက်တဲ့ဌာနကတစ်ခုမရောက်တဲ့ဌာနကတစ်ခုဆိုတော့တို့လူတွေလည်းစဉ်းစားစရာဖြစ်သွားပြီစဉ်းစားစရာမဖြစ်ဘူးလားဒီဘောကသေပြီးတော့ဘယ်ဂတိရောက်သွားမှမသိတဲ့ပုဂ္ဂိုလ်ဘယ်ရောက်သွားမှမသိတဲ့ပုဂ္ဂိုလ်ဟာမရောက်တဲ့ဌာနလည်းရှိတယ်ဆိုပါလားပေးတိုင်းရောက်တယ်မဟုတ်ဘူးထင်တယ်အဲဒီမှာတန်တရားတွေလူတော်ကောင်းတို့အတွေးတွေကိုစီရောက်သွားပြီလို့ဒီလိုစိတ်ထဲမှာထင်ပါတယ်ဟုတ်လားဒါကမြတ်စွာဘုရားရှင်ကိုရောမြတ်ပြောတဲ့စကားရောက်တဲ့ဌာနတစ်ခုရှိတယ်မရောက်တဲ့ဌာနတစ်ခုရှိတယ်အဲ့ဒီဌာနနှစ်ခုရှိတယ်လို့မှတ်ပါဆိုတော့ပုံနာပေဒိစကားတစ်ခွန်းနဲ့မရတော့ဘူးထပ်မေးရတော့မယ်နော်ဒါဆိုမြတ်စွာဘုရားတပည့်တော်သိကျင်တာကမရောက်တဲ့ဌာနတွေကဘယ်ဌာနတွေလဲဘုရားတပည့်တော်တို့ကဒီကနေပြီးတော့ဟိုဘက်လာရဂရိတစ်ခုသွားတဲ့ပုဂ္ဂိုလ်သေသွားတဲ့ပုဂ္ဂိုလ်ကိုတပည့်တော်တို့ကဒီကနေကုသိုလ်တွေလှမ်းပေးတယ်ဘုရားဒီတဲ့အကြောင်းလေးဆောက်ဇွမ်းသင်္ကန်းအကြောင်းစီပစ္စည်းလေးပါးလေးလှူဒန်းပြီးတော့တပည့်တော်တို့ကဒီကနေပြီးတော့ကုသိုလ်တွေလှမ်းပေးတယ်အဲ့ဒီလိုလှမ်းပေးတဲ့အခါကျတော့ဟိုဘက်ကပုဂ္ဂိုလ်တွေမှာမရောက်တဲ့ဌာနဆိုတာဘယ်လိုဌာနတွေလဲဘုရားလို့မြတ်စွာဘုရားကိုပုံနာကထပ်ပြီးတော့မလျှောက်ဘူးလားပုံနာရေနားထောင်ပါမရောက်တဲ့ဌာနကပါဏာတိပါဒာအာဒိဏဌာနကာမေတုမိစ္ဆာစာရမုသာဝါဒာဟုတ်လားပိတုနာဝါစာပရုဒ္ဒဝါစာတံပပလာလာအဘိဇာဗျာပါဒမိစ္ဆာဒိဋ္ဌိတဲ့ဒုစရိုက်10ပါဘာ10ပါလဲအဲ့ဒီဒုစရိုက်10ပါကိုဒီဘဝမှာဘုံဘုံလုံးနေလေကပဋိစ္စသမုပ္ပါမှာပြောထားတယ်နော်ဒီဘဝမှာမကောင်းတဲ့ကံတွေကိုကျူးလွန်သွားတဲ့ပုဂ္ဂိုလ်ဘာနာတိပါဒသူတတမေအာရိဏဌာနာသူဥစ္စာကိုမယ်ကာမေတုမိစ္ဆာစာရကာမဂုဏ်နေမှားမယ်မုဒဝါဒလိန်ညာပြောမယ်ပိတုနာဝါစာကုဏမယ်ပရုဒဝါစာကြံ့တမ်းမယ်တမ္ပဖလာဝပိန်ဖြစ်တဲ့စကားတွေပြောမယ်အဘိဇာအလိုကြီးမယ်ဗျာပါဒနှိမ့်ဆက်မယ်မိစ္ဆာဒိဋ္ဌိမှားတဲ့အယူရှိမယ်တဲ့အဲ့ဒီဒုစရိုက်10ပါးပေါ့အဲ့ဒီ10ပါးကိုမရှောင်ဘဲနဲ့ဒုစရိုက်ဆိုတဲ့အပြစ်တွေနဲ့သေသွားတဲ့ပုဂ္ဂိုလ်ဆိုရင်ပေတဂတိကိုသွားမယ်ဘာလဲဟိပေတဂတိပါဗျာဟုတ်ပြီနော် sorry နိရယငတိကိုသွားမယ်တဲ့ပေတဂတိခဏထားနိရယဂတိကိုသွားမယ်ဘာဂတိလဲနိရယငတိဆိုတာငရဲကြမယ်ပေါ့ဘယ်ကြမလဲငရဲကြသွားပြီငရဲကြသွားတဲ့ပုဂ္ဂိုလ်တွေကဘာကြောင့်လဲဆိုလို့ရှိရင်ဒုစရိုက်10ပါးကိုကျွလွန်သွားလို့သောသောကပြောခဲ့တဲ့ဒုစရိုက်ဘယ်နှပါး10ပါးပါအဲ့ဒါကိုမရှောင်မဲနဲ့ကျွလွန်သွားတဲ့ပရိစ္ဆသမုပ္ပါဒ်လို့ပြောမယ်ဆို၃ခွက်တဲ့ကကံမှာကုသိုလ်ကံလားအကုသိုလ်ကံလားဒါကြောင့်အဲ့ဒီအကြောင်းတရားဟာအရင်အရေးကြီးတယ်လို့ပြောတာနော်ခန္ဓာ၅ပါးကနှစ်အကွက်ထဲမှာယာပြီးသားဖြစ်နေပြီလို့တဲ့တရားက၃အကွက်တဲ့ကကံကမ္မဘဝမှာဒုစရိုက်အလုတ်တွေ10ပါးကိုကျွလွန်သွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်သည်နိရယဂတိလို့ဆိုတဲ့အပယ်၄ပါးငရဲကိုကြသွားမယ်နိရယဆိုတာငရဲလေငရဲကြသွားတဲ့ပုဂ္ဂိုလ်ကိုဒီကနေပြီးတော့ဘယ်လိုပဲလှမ်းပြီးတော့လည်းပဲအဲ့ဒီပုဂ္ဂိုလ်သာဒုကိုမခွန်နိုင်တော့ဘူးတဲ့ဆင်းရဲအပြည့်ဖြစ်နေလို့ဟုတ်လားဒါဆိုပိသားကြီးအဲ့ဒီပုဂ္ဂိုလ်ဒီဘဝကနေပြီးတော့ဒုစရိုက်10ပါးကိုကျွလွန်သွားတာဖြစ်တဲ့အတွက်ငရဲကြမယ်ဆိုရင်ဒီကဘလို့ပင်ပညာတော့လဲဟိုဘက်ကပုဂ္ဂိုလ်သာဓုခေါ်လို့ရသေးလားမရပါဘူးဗျာအဲ့ဒါနံပါတ်1မရတဲ့ဌာနတစ်ခုတဲ့ငရဲရောက်ရင်မရတော့ဘူးတဲ့ဗျာဒါကြောင့်မလို့ငရဲလွတ်ကြောင်းဖြစ်တဲ့ဒုစရိုက်10ပါးကိုရှောင်ကြဖို့ဘုရားကတော့ပြောတယ်ဒုစရိုက်10ပါးမရှောင်ရင်တော့မင်းတို့သွားမှာပဲဟုတ်လားသူများအသက်တမ်းမှာသူများပစ္စည်းခိုးတာနောက်ပေးတိုင်းနော်စကားတွေပြောတဲ့အခါမှာလည်းသတိရှိကြမို့အယုအမားတွေလည်းမဖြစ်စေဖို့မနာလိုဝန်တိုးတွေမဖြစ်စေဖို့အဲ့ဒီအရာတွေကငရဲရောက်ကြောင်းနေငရဲဆိုတဲ့အဲ့ဒီနေရာကိုရောက်သွားပြီလို့ဆိုတဲ့နိရယငတိဆိုတဲ့ငရဲများကြာသွားပြီဆိုရင်ဒီမိသားစုကဒီဘက်ဘဝကနေပြီးတော့ကြောင်းလေးစောက်ပြီးတော့အမျှဝေလဲဟိုမှာမရတော့ဘူး
စွမ်းနေလူပြီးတော့အမြဝေးလဲဟိုမှာသာတို့မခေါ်နိုင်တော့ဘူးကောင်းတာတွေပဲအကျဉ်းချင်းအခါခါဘလူဝင်ပေးညာတော့လဲဟိုဘက်ကပုဂ္ဂိုလ်သာတို့ခေါ်နိုင်သေးရဲ့လားကိုလည်းမဖြစ်စင်နဲ့ပေါ့သဘောပေါက်လားနှစ်တေရဇာနာဂတိနိရိယဂတိပြီးတော့ဗာလဲလေတေရဇာနာဂတိဗာလဲလေတရိစ္ဆာန်ပေါ့ဟောသူတို့ကလည်းပါဠိလိုလေးနည်းနည်းလေးပြောပြတာတော့ရှားကျွန်းထိုးနေသေးတယ်နော်တေရဇာနာဂတိဆိုတော့ကနိရယဂတိဆိုတာငရဲကိုသွားတာငရဲကိုလာတာအခုကျတော့တေရဇာနာဂတိဆိုတာတရိစ္ဆာန်ဖြစ်တာခွေတွေကြောင့်နေချက်တွေပါညာပေါ့အဲ့ဒီအကောင်တွေကလည်းပဲသူတို့ဘဝမှာကြွေးတာပဲစားရတဲ့ပုံကိုယ်တွေဖြစ်လေသောကြောင့်မြတ်တမှုတွေဟာသူတို့သမ ्या ကြွေးတာပဲစားရတဲ့ပုံကိုယ်တွေဖြစ်လေသောကြောင့်ဒီဘက်ဘဝကနေပြီးတော့သားတွေသမီးတွေတည်းလည်းကောင်းခင်မောမတွေတည်းလည်းကောင်းဒီဘဝကကြံခဲ့တဲ့ပုံကိုယ်တွေကဟိုဘက်ကပုံကိုယ်တွေကိုကုသိုလ်တွေအလေးလေးကောင်းမှုတွေအလေးလေးပြုပြီးတော့လှမ်းပေးတော့လည်းပဲတရိစ္ဆာန်ဘဝတွေကိုရောက်နေမယ်ဆိုရင်ဘလို့မှတာတို့မခေါ်တော့ဘူးတဲ့ဝမ်းနေဖို့ကောင်းတယ်နော်ဒါတော့ကောင်းလို့ကြောက်ဖို့မကောင်းလားအဲ့ဒီတရိစ္ဆာန်တွေကလည်းဘာကြောင့်ဖြစ်ရလဲဆိုရင်သောတော့ကပေးတတ်ရင်ဒုစရိုက်10ပါးကြောင့်ပါပဲဘာကြောင့်လဲဒုစရိုက်10ပါးကိုကျွလွန်ကြတဲ့ပုဂ္ဂိုလ်တွေဆိုတာပေးတတ်ရင်တရိစ္ဆာန်တွေလည်းဖြစ်တယ်တဲ့ကြောက်เสียမကောင်းလား6လန့်ဟောနေတာလားတတိပေးတာလားနော်ဘာနာတိဘာဒာအာဒိဏဒါနကာမေတုမိစ္ဆာသာဒမုဒ္ဒဝါဒဘိဒုနာဝါစာပရုဒ္ဒဝါစာတမ္ပဖလဘာအဘိဇ္ဇာပြပါဒမိစ္ဆာဒိဋ္ဌိတဲ့ဒုစရ7ပါးပေါ့ဒုဆိုတာမကောင်းတာစရိုက်စရဏဆိုတာပြုကျင့်တာလှုပ်တာပေါ့မကောင်းတဲ့အလုပ်တွေကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝခန္ဓာတည်သွားဆိုရင်သူရဲ့လာယဂရိကတရိစ္ဆာန်ဂတိကိုသွားတယ်တရိစ္ဆာန်ဖြစ်နေတယ်အဲ့ဒီတရိစ္ဆာန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုဒီဘဝကနေပြီးတော့သားတွေသမီးတွေကြံခဲ့တဲ့မိသားစုတွေကအကျဉ်းချင်းအခါကဘလို့ပင်ပေးတော့လဲဟိုမှာသာတို့မခေါ်နိုင်တော့ဘူးတရိစ္ဆာန်ဂတိဖြစ်သွားလို့ဘာဂတိလဲတရိစ္ဆာန်ဂတိပါဘယ်တိုင်းမရောက်တဲ့ဌာနတွေကိုမရတဲ့ဌာနတွေကိုမြတ်စွာဘုရားကပြောနေတာနော်ဘယ်နဲ့ဌာနရှိသွားလဲနိရယဆိုတဲ့ငရဲကိုသွားတဲ့ဂတိရဲ့တိရိစ္ဆာနာလို့ခေါ်တဲ့တရိစ္ဆာန်ဖြစ်သွားတဲ့ဂတိရဲ့အဲ့ဒီပုဂ္ဂိုလ်တွေဆိုရင်တာတုတွေမခေါ်နိုင်တော့ဘူးဒီဘဝကဘလို့ပင်ပေးညာတော့လဲဟိုဘက်မှာမရနိုင်တော့ဘူးဝမ်းလည်းဖို့ကောင်းတယ်နော်ဒုစရိုက်ဘယ်နှပါမရှောင်ရမှာလားရှောင်ပါဗျာနောက်တစ်ခုဒီဘဝမှာသူကြတော့ဗျောင်းပြန်တော့ပေးတိုင်းသူစရိုက်10ပါဘာ10ပါစောစောကပြောခဲ့တဲ့ပါဏာတိပါဒအာဒိဏဒါနကာမေတုမိစ္ဆာစာရမုဒ္ဒဝါဒပိသုနာဝါစာပရုဒ္ဒဝါစာတမ္ပဖလဘာမိစ္ဆာဒိဋ္ဌိတမ္ပဖလပဝါစာအဘိဇ္ဇာပြပါဒမိစ္ဆာဒိဋ္ဌိအဲ့ဒီသူစရိုက်ပေါ့ဆိုပါဏာတိပါဒကိုရှောင်းတယ်သူများအသက်မတတ်ဘူးပေါ့နော်သူများအသက်မတတ်ဘူးအာဒိဏဒါနသူများပစ္စည်းမခေါ်ဘူးကာမေတုမိစ္ဆာစာရကာမဂုဏ်မမဘူးမုဒ္ဒဝါဒဘာမလို့ဘူးလိန်ညာမပြောဘူးပိတုနာဝါစာကိုမတိုင်းဘူးဖရုဒ္ဒဝါစာစေကြံတနာတွေမပြောဘူးတမ္ပဖလာပပိန်ဖြစ်တဲ့စကားတွေမပြောဘူးအဘိဇ္ဇာတဲ့အလိုကြီးမှုတွေမဖြစ်ဘူးတဲ့ဟုတ်လားဗျာပါဒတဲ့နှိမ့်ဆက်မှုတွေမလုပ်ဘူးမိစ္ဆာဒိဋ္ဌိမဟုတ်ဘဲနဲ့တမ္မာဒိဋ္ဌိဖြစ်တယ်အယူမှန်တယ်ပေါ့သူစရိုက်10ပါးဟိဘာ10ပါးလဲအဲ့ဒီဒီဘဝမှာသူစရိုက်10ပါးဆိုတဲ့3အကွယ်ထဲကကံမှာကုသိုလ်ကံပေါ့ကုသိုလ်ကံလှုပ်သွားတဲ့ပုဂ္ဂိုလ်ဒီဒီဘကသုတိမနေသေးလွန်းလို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီတဲ့ဒေဝဂတိဘာလဲလဲဒေဝဂတိပါဗျာဘာသွားဖြစ်နတ်ဘောဒေဝဆိုမှတော့နတ်ဘောဟောသူတို့ကလည်းနော်ဒေဝတော့ဘာမှမသိဒေဝဆိုတာလက်ဝဲသမားများမှတ်နေတာဒေဝဆိုတာဘာလဲနတ်နော်နတ်သွားဖြစ်တယ်နတ်သွားဖြစ်ရင်လည်းခြေသားတို့နတ်ဘုံပိမှမှာသူ့မှာခံစားတာတွေရှိနေတာဖြစ်တဲ့အတွက်မင်းတို့တွေဒီဘက်ကကောင်းမှုတွေပေးပြီးတော့အမြတွေဘလို့ပေးတော့လည်းပဲနတ်ဖြစ်နေတာဖြစ်တဲ့အတွက်သာတို့မခေါ်တော့ဘူးတဲ့ဒါကကောင်းတာဟုတ်လား
ကောင်းတဲ့ဘဝရောက်သွားပြီဟိုမှာသူကနတ်ကြီးဖြစ်နေပြီနတ်သားကြီးဖြစ်နေနတ်သမီးဖြစ်နေပြီဆိုသူ့မှာစီးစိမ်တွေကရှိနေပြီလေမမျှော်တော့ဘူးတဲ့လူဘဝကပေးမယ်ကောင်းမှုတွေကိုမမျှော်တော့ဘာကြောင့်လဲနတ်စည်းစိမ်တွေကိုသူကရပြီးသားခံစားပြီးသားဖြစ်နေတဲ့အတွက်ရောင်ရဲတိတ်တိမ်မှုတွေရှိသွားတာဖြစ်တဲ့အတွက်ဒုက္ခတွေဓာတုခေါ်မှရမယ်အရာမျိုးတွေမဟုတ်တော့တဲ့အတွက်သူဟာနတ်ဘဝနတ်ဇာတိနဂတိကိုရောက်သွားပြီဆိုရင်လည်းပဲဒီဘဘလို့ပင်ပညာသွားတဲ့သူတွေဓာတုမခေါ်တော့ဘူးဓာတုမခေါ်တဲ့နေရာတွေကိုဘုရားပြောနေတာနော်သဘောပေါက်လားမှတ်လဲထားအောင်နော်သုံးခုရှိတာနောက်တစ်ခုကဘာလဲဆိုရင်မနုဿဂတိတဲ့ဒါတော့သိလောက်ပါတယ်နော်ဘာလဲကိုဘွားကိုမမသိလဲကျွန်းသာပြန်ပြီးတော့အဲ့တော့သူတော်ကောင်းတို့မနုဿလို့ခေါ်တဲ့ဂတိလူဘဝရောက်သွားပြီဆိုရင်လည်းပဲလူဘဝမှာသူစည်းစိမ်နဲ့သူခံစားပြီးတော့နေပြီးသူ့ရဲ့ချမ်းသာမှုတွေနဲ့ရောင်ရဲတင်းတင်းပြီးတော့နေသည်သူမှပြည့်ပြည့်စုံစုံရှိနေပြီဖြစ်တဲ့အတွက်လူဘဝလူစည်းစိမ်လူချမ်းသာတွေရှိနေတာဖြစ်တဲ့အတွက်ဟိုကြံခဲ့တဲ့ပုဂ္ဂိုလ်တွေပေးတဲ့အမြတွေကိုကောင်းမှုတွေကိုသာဓုမခေါ်တော့ဘူးတဲ့လူဘဝရောက်ရင်လည်းသာဓုမခေါ်တော့ဘူးတဲ့အဲ့ဒီလူဘဝဘာကြောင့်ရောက်သွားတာလဲဆိုရင်စောစောကပေးတိုင်းသူစရိုက်10ပါးကြောင့်မှာပဲတဲ့ဘာကြောင့်လဲဟိစောစောကနတ်ဖြစ်တာလဲသူစရိုက်10ပါးကြောင့်သူများအသက်မတတ်ဘူးသူများပစ္စည်းမခိုးဘူးပေါ့စသည်ပေါ့နော်အခုလူဘဝကိုရောက်တာလဲပဲသူစရိုက်10ပါးကြောင့်ပဲနတ်ဘဝရောက်တာလဲသူစရိုက်10ပါးကြောင့်ကောင်းတာတွေကြောင့်ပေါ့ကောင်းတဲ့ကံတွေကြောင့်ပေါ့နတ်ဘဝရောက်တာပဲဖြစ်ဖြစ်လူဘဝရောက်တာပဲဖြစ်ဖြစ်အဲ့ဒါသူစရိုက်10ပါးကိုလိုင်းနာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းပဲနတ်ပြည်ရောက်သွားရင်လည်းမင်းတို့ဒီကပေးတော်လဲသာတို့မခေါ်တော့ဘူးလူပြည်ပြန်ရောက်သွားရင်လည်းဒီကပေးတာတွေသာတို့မခေါ်တော့ဘူးတဲ့ဟုတ်လား၄ခုရှိသွားပြီနော်ဂတိက၅ပါးကိုဒါဆိုမြတ်စွာဘုရားက၄ခုအဲ့ဒီ၄ခုဟာသာတို့မခေါ်တော့ဌာနမရောက်တဲ့ဌာနပေါ့ရောက်တဲ့ဌာနကတော့တစ်ခုရှိပါတယ်တဲ့အဲ့ဒါကတော့ပေတဂတိတဲ့ဘာလဲဘာလဲပိဋ္ဌာသူတို့အမျိုးတွေじゃသိတယ်နော်ပိဋ္ဌာတဲ့ပိဋ္ဌာကြီးနော်ပိဋ္ဌာဖြစ်သွားရင်တော့လူပြည်ကနေပြီးတော့ပေးမဲ့ကောင်းမှုတွေကိုမျောတလင့်လင့်စောင့်နေတတ်တယ်ပိဋ္ဌာဖြစ်ပြီဆိုစားရလည်းမရှိနေစရာလည်းမရှိဝတ်စရာလည်းမရှိဝတ်စရာမရှိတဲ့ပိဋ္ဌာလေးရှိတယ်လေတချို့နေစရာလည်းမရှိဘူးစားစရာလည်းမရှိဘူးဟိုတမလုံးမှာဒုက္ခတွေရောက်နေတဲ့အခါကျတော့ပိဋ္ဌာဘုံဘဝရောက်နေကြတဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေကြတော့လူပြည်ကနေပြီးတော့ငါတို့ကိုကုသိုလ်တွေမပေးသေးဘူးသူတို့တွေဘာလုပ်နေလဲငါတို့ကိုကောင်းမှုတွေကိုကုသိအမြတ်မပေးသေးဘူးဆိုတော့ဒီနေ့ပေးနိုးဒီနေ့ပေးနိုးမပေးတဲ့အခါကျတော့အဲ့ဒါအိမ်မက်တွေလာပေးရောမိသားစုကိုအိမ်မက်ပေးမရရင်ဟိုဘက်ပေးလို့ရတဲ့လူတွေကိုသွားပြီးတော့သူကလူတိုင်းကိုသူကကတ်လို့မရဘူးနော်လူရဲ့ဘုံကံဆိုတာရှိတယ်လူဘုံကံဆိုတာရှိတယ်လောကောင်းလို့စင်နေကြည့်ပါစင်နဲ့အဲ့ဒီစင်ကိုအုပ်ချုပ်တဲ့လူနဲ့ဘယ်သူကကြည့်လဲစင်ကကြည့်တာပေါ့လူနဲ့စင်မြစဉ်းစားနေသေးတယ်ဟောသူတို့ဒုက္ခလူကစင်ရဲ့6တစ်ချောင်းသားလောက်ရှိတော့ဘယ်လိုမှဖြစ်နေတဲ့ယောဂီတွေဒီနေတော့လူနဲ့စင်ဘယ်သူကြီးမှန်းတော့မှစဉ်းစားနေတယ်သူတို့ကဘယ်လိုမြန်ဖြစ်ရလားတော့လူနဲ့စင်ဘယ်သူကကြည့်လဲအေးလေစင်ကကြည့်တယ်လေဒါစဉ်းစားစရာလိုသလားဘာလို့စဉ်းစားလားဟောဒုက္ခငါတို့ညဘယ်သွားမလဲလို့စဉ်းစားနေလားမသိဘူးသူတရားနဲ့မျောပါနေတာသူကနော်ဩတို့ကဒီနေ့ပြီးပြီမနေ့ကညတရားမနာတော့ဘူးဆရာတော်လည်းမနေ့ကတရားပွဲကြွအောင်မယ်ဆိုတော့နော်နာကျင်နဲ့လိုက်ခဲ့ပြီးတော့ဘကိုးတိုင်းနဲ့ကိုကြွပါနော်အလှရဲ့ညတရားပွဲနတ်တလင်းရဲ့ပြေးရဲ့အဲ့ဒီဘုန်းတို့ဓမ္မကီးစဉ်3ညပေါ့2နေရာတနေရာက2ညအလှအကျိုးပွဲနောက်တနေရာကမွေးနေ့မိဘကျေးဇူးစားဓမ္မသဘင်အဲ့ဒါ2ညအဲ့ပါကဟောအဲ့ပြီးဒီပြန်ရောက်အဲ့တော့မိသားဒါကစိတ်လေးစိတ်ဝင်စားစရာကောင်းပါဘာကြောင့်လဲဆိုတော့ပုရုဇဉ်နေတာဆိုရင်ဒီနေရာတွေကတွားကိုတွားမှာလေယဟန္တာတွေသာအဲ့ဒီလမ်း၅လမ်းကိုရှောင်သွားမှာပုရုဇဉ်ကတော့ရှောင်ကိုမရှောင်ဘူးတဲ့တယ်ကိုတိုးမှာအခုသေးအဲ့ဒီ၅မျိုးတစ်မျိုးမျိုးတော့ပြန်လို့တွားကိုတွားမှာ
ဟုတ်လားအခုဒီမှာလူတယောက်ကိုအိမ်မက်ပေးတယ်ဆိုတာလူဘုံကံဆိုတာရှိတယ်တဲ့စင်တွေကခန္ဓာကိုယ်ကြီးကြီးပေမဲ့လို့လူခန္ဓာကိုယ်ကသူ့ရဲ့ခြေထောက်တစ်ချောင်းသာလောက်ရှိပေမဲ့လို့လူဘုံကံကကြီးတော့အဲ့ဒီစင်ရဲ့မျက်လုံးထဲမှာလူခန္ဓာကိုယ်ကြီးအကြီးကြီးဖြစ်နေလူဝင်စားတွေပြန်ပြောပြနော်စင်ကတည်ပြီးတော့လူဖြစ်တယ်ပြန်ပြောပြနိုင်တာတွေရှိနော်သူစင်ဘဝတုန်းကထားခဲ့တဲ့အဝတ်ကစားလေးတွေတောင်သွားပြောနိုင်တာရှိတယ်သွားယူနိုင်တာစင်ဘဝတုန်းကသူလှုပ်ထားတဲ့အသုံးအဆောင်တွေပေါ့နော်သူ့ကိုဘယ်တော့ကဘယ်နေရာမှာပါအစာကျွေးတယ်သူ့ကိုဘယ်တော့ကဘယ်နေရာမှာနော်ချွန်းတယ်ဘယ်လိုပေါက်တယ်အဲ့ဒါဘယ်နာမှာထားတယ်ဆိုအဲ့ဒါတွေတောင်ယူပေးနိုင်တယ်လူဘဝရောက်လာရင်လေစင်ကနေတည်လူဘဝရောက်ပေါ့အဲ့ဒီလူတွေပေါ့လူဝင်စားတွေပေါ့အဲ့တော့သူဟာစင်ဘဝရောက်တဲ့အချိန်တုန်းကလူကိုမျက်စိထဲမှာအကြီးမြင်ရတယ်တဲ့သူ့တက်ကိုအစာပေါင်းများစွာကြီးတဲ့ခန္ဓာကိုယ်ကြီးလို့သူမြင်တာတဲ့လူဘုံကံကိုပြောတာနော်တကယ်တမ်းတော့လူကသူ့ခန္ဓာကိုယ်လည်းဗာပဲသေးတယ်တကယ်တမ်းအဲ့ဒီပုဂ္ဂိုလ်ဘုံနှိမ့်သွားပြီဆိုရင်လေသူ့ခန္ဓာကိုယ်သေးသေးလေးဖြစ်သွားအဲ့ဒီချိန်ဆိုသူကနှမောင်းနဲ့ပတ်ရိုက်ပြတ်တာလေအဲ့ဒါပါစင်ရဲ့နှမောင်းနဲ့ရိုက်ချင်းကိုခံရတယ်ဆိုအဲ့ဒီလူကဘုံကိုနှိမ့်သွားလို့သူ့တက်သေးတယ်လို့ထင်သွားလို့သူမကြောက်တော့ဘူးလေလူကဘုံကြီးနေတဲ့အခါဆိုသူ့ခန္ဓာကိုယ်လူခန္ဓာကိုယ်အကြီးဖြစ်နေတာအကြီးဖြစ်တော့သူကြောက်တယ်လေသူ့တဲ့အစာများစွာကြီးနေတော့သူကြောက်တော့သူရမမှုရဲဘူးအဲ့ဒါခန္ဓာကိုယ်ကြီးတာမဟုတ်ဘုံကံကြီးတာဒါကြောင့်မလို့ဘုံကံကြီးတဲ့လူတွေကိုအိမ်မက်ကမပေးနိုင်ဘူးဘုံကံရော့သွားတဲ့လူတွေကအိမ်မက်တွေပေးတာတချို့အိမ်မက်တွေပေးတယ်လေမကျွတ်မလို့ဖြစ်နေပြီစားစရာဒုက္ခရောက်နေပြီအမြပေးပါအောင်ဆိုတာပေးသားကြီးအဲ့ဒါပိဋ္ဌာဘဝရောက်နေလို့မြတ်စွာဘုရားလက်ထက်ကလည်းရှိတယ်မလားပိဋ္ဌာဘဝဘာကြောင့်ရောက်တာလဲလို့ဆိုရင်ပိဋ္ဌာကြီးတဏှာနဲ့ဥပါဒံကြောင့်တဲ့ပိဋ္ဌာဘဝဘာကြောင့်ရောက်တဏှာဆိုတာလိုချင်တာခင်တတ်တဲ့တဏှာလေဥပါဒံဆိုတာဆွဲလန်းတာဥပါဒံဆိုတာဘာလဲတဏှာရဲ့ဥပါဒံရဲ့အကြောင်းတရားတွေမလားဘာသစ္စာတွေလဲအဲ့ဒီနှစ်ခုတဏှာလိုချင်မှုဥပါဒံဆွဲလန်းမှုအဲ့ဒီတရားနှစ်ပါးကိုတရားကိုကောက်လိုက်ရင်တစ်ခုပဲလောဘဘာလဲလောဘအဲ့ဒီလောဘစိတ်နဲ့နော်သေမယ်ဆိုလို့ဆိုရင်လောဘနဲ့သေပိဋ္ဌာပြေရောက်လေမမလွယ်ဘာကြောင့်ပိဋ္ဌာတွေဖြစ်တာလဲဆိုသေခါနီးမှာမိမိခန္ဓာကိုဆွဲမယ်သားသမီးကိုဆွဲမယ်စီးပွားဥစ္စာကိုဆွဲမယ်မြင်ရဆွဲမယ်ကြားရဆွဲမယ်အဲ့ဒီအာယုန်တွေကိုခင်မင်မှုဆွဲလန်းမှုတွေနဲ့သာသေရင်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီအိမ်သားမှာမကျွတ်မလွတ်ဘဲနဲ့ပိဋ္ဌာတွေဖြစ်နေရောသဘောပေါက်လားသူတို့ကမြင်နေအိမ်ကလူတွေကိုမြင်နေဟုတ်လားဘုံဘုံတို့ပေဒဝုထုတွေမှာကြည်ပါလားနော်လင်မယားနဲ့အောင်မိမကသေသွားတော့ပိဋ္ဌာသွားဖြစ်တယ်နော်စီဝါတွေကိုဆွဲအိမ်ကလူတွေဆွဲယောက်ျားဆွဲသေပိဋ္ဌာဖြစ်တော့သူ့ကိုအမျှလည်းမပေးဘူးလေကနောက်အိမ်တော်ပြုတ်ပြီးတော့နေတော့ငါရှာခဲ့တဲ့ပစ္စည်းကြီးနော်သူကနောက်အိမ်တော်နဲ့ပျော်မွေ့နေလိုက်တာငါတော့ဒီမှာဒုက္ခရောက်နေပြီဘာမှလည်းအမျှလည်းမပေးဘူးတော့ဒီနေ့ကျတော့လမ်းမှာတွေ့တဲ့အခါအဲ့ဒါကိုထင်ရှားပြတယ်နေပြောနေနော်ငါ့ကိုအမျှမပေးဘူးငါဒီမှာဒုက္ခရောက်နင်ဘယ်သူလဲဆိုဘယ်သူကမဲအဲ့ဒါနင့်ရဲ့ဇနီးဟာနင်ဘာဖြစ်နေတော့ငါပိတ်တာဖြစ်နေဟာပဲအဲ့ဆိုနင်လာလက်ကအိမ်ကိုနင့်ဝတ်စားတွေယူမလားလာယူလက်နေစားစရာတွေငါကြွေးမယ်အိမ်လိုက်ခဲ့ဆိုတော့ခေါ်တော့လိုက်လို့ရအဲ့ဒီလိုပေးရင်ယူလို့ရအဲ့ဒီလိုမျိုးမရဘူးတဲ့အဲ့ဒါဘုရားမရှိတဲ့တန်ခါတော်ရှင်သူမြတ်တွေသူတော်စင်သူတော်ကောင်းတွေကိုလှူတန်းပြီးတော့ကောင်းမှုတွေကိုသာအမျှပေးပါငါကအဲ့ဒါမှသာဓုခေါ်နိုင်မှာဝယ်စားပေးလို့စားတော့ပေးလို့ရလားမရပါဘူးကောင်းမှုတွေကိုဘာပေးရမလဲဒါဘုရားလည်းမှာပေတဝုထုတွေမှာတွားကြည့်အများကြီးရှိတယ်နော်မျိုးသားတွေရောမျိုးသမီးတွေရောအဲ့ဒါဆွဲသေးကြတာအဲ့တော့ပိဋ္ဌာဘာကြောင့်ဖြစ်တယ်လဲလို့မေးရင်လောဘကြောင့်လောဘဆိုတာဘာကြောင့်လဲခင်တာမိမိကိုယ်ခင်တယ်ဒေခာနီမှာဟိုလူခင်ဒီလူခင်ဟိုလူဆွဲဒီလူဆွဲဒါကြောင့်မလို့ဘုံဘုံပြောဘုံဘုံတို့ဟောနေတဲ့တရားထဲမှာနော်ဒေခာနီသောချိန်ခါကာလမှာဘသူမှမဆွဲနေဆွဲတော်လည်းပဲအဲ့ဒီအရာတွေကယူသွားလို့မရဘူးလိုက်မှလည်းမဟုတ်ဘူးပါမှလည်းမဟုတ်ဘူးဘလို့ဆွဲကြံခဲ့မယ်ကိုဆွဲလို့သားဆွဲလို့သားကကိုနောက်လိုက်လာတယ်ဆိုဆွဲလိုက်သမီးကိုဆွဲလန်းပြီးတော့လေလို့သမီးလိုက်လာမယ်ဆိုဆွဲ
ကိုသေးလို့စီးပွားဥစ္စာတွေကိုကိုကဆွဲလန်းလို့စီးပွားဥစ္စာတွေကိုအကောင့်ထဲကိုထည့်ပေးလိုက်မယ်ဆိုဆွဲဘာမှထည့်မပေးဘူးဝေထားတဲ့ငကကလေးတောင်ဝေထားတဲ့လက်စုပ်ကလေးတောင်အဝေစားလေးကောင်းတယ်ဆိုရင်တော့လဲပလိုက်ကောတဖန်ပါလားအမှန်ချမ်းသာတဲ့တခါကြီးတယောက်သေးတော့ဘုံဘုံတို့ပြည်စည်းဥစ္စာနဲ့ပြည်စုံတယ်ကိုเจ้าနဲ့ထောက်ပံ့ရှိတယ်ရေးတာရှိကူတွေကပါပဲသေးတယ်ဆိုတော့တွားစိတ်မကောင်းလိုက်တာတည်သွားပြီဆိုမေတ္တာလေးပို့ပြီးအများလေးပေးဝေပေါ့ဒါတွေသမီးတွေကလေကျမ်းမိုင်မကောင်းတဲ့ခါကျတော့လူယိုသေးရှင်ယိုသေးဖြစ်အောင်ဆိုပြီးတော့အဲ့ဒါသူ့ရဲ့အောက်မှာအခင်းကောင်းလေးပေါ့အဲ့ဒါလေးခင်းတာတပည့်အခင်းပေါ်မှာတပည့်တွေခင်းတာလာမေးတဲ့လူတွေရှင်းရင်ဒါစုပ်ပြတ်တတ်နေတာပဲချမ်းသာတဲ့လူဖြစ်တော့ပြောမှအဲ့လိုလုပ်တယ်သေပြီလဲဆိုတော့လေသေပြီလဲဆိုတော့အဲ့ဒီလူကိုဟိုဘက်ရွှေ့ပြီးတော့အဲ့ဒီအောက်ကအခင်းတွေကိုတပည့်တွေကိုအကုန်ဖဲပြီးတော့လေအစုပ်တွေကိုပြန်ခင်းတာဟာမလုပ်ပါနဲ့ဒါလေးတော့ထားလိုက်ပါဆိုတော့အိုးသေမပဲတဲ့ဒါသူသိတာမဟုတ်ဘူးတဲ့ဟောသေမပဲတဲ့သိတာမဟုတ်ဘူးတဲ့အဲ့ဒါအောက်ကနေပြီးတော့အင်ကြီးစုပ်အခင်းစုပ်ကိုသာခင်းလိုက်တဲ့အဲ့ကောင်းတာတွေအခင်းတွေတပတ်တွေအကုန်ပြန်လဲယူတဲ့။ဩအဲ့ဒါတားကိုယ်တိုင်လောက်တာ။ပြီးတဲ့တန်ဝေကရဖို့ကောင်းတယ်နော်။ဒါကြောင့်မလို့ဘလောက်ပဲအဲ့ဒီအရာတွေဆွဲညာတော့လည်းပဲအဲ့ဒီအရာတွေကကိုနောက်ကိုပါရဲ့လား။မပါမဆွဲနဲ့လေ။မပါမဆွဲနဲ့လေ။ဘယ်သူမှမဆွဲနဲ့လေ။ဆွဲရင်ပိတ်တာဖြစ်မယ်။ဆွဲရင်ဘာဖြစ်မယ်။ပိတ်တာဖြစ်ရင်တော့သွားပြီကိုကျိုးကိုနဲပြီပဲ။အဲ့ဒါကြံခဲ့တဲ့သားတွေသမီးတွေကတိတက်လို့ခေမောမတ်တွေကတိတက်လို့ကုသိုလ်တွေလုပ်ပြီးတော့အမြပေးရင်တော့ဓမ္မလွန်ကသာဓုခေါ်လိမ့်မယ်အဲ့ဒါရောက်တဲ့ဌာနပဲရောက်တဲ့ဌာနကဌာနရှိတယ်နော်ပိဋ္ဌာဖြစ်သွားခဲ့ရင်ပေါ့ပိဋ္ဌာဂတိဖြစ်သွားခဲ့ရင်ပေါ့ပိဋ္ဌာဖြစ်နေတာတော့မှပိဋ္ဌာကြီးနော်ခွန်နိုင်တဲ့ပိဋ္ဌာတွေဖြစ်အောင်မှတချို့ကြတော့လေသူတို့ကိုအုပ်ချုပ်တဲ့ပိဋ္ဌာလေးကလွတ်အောင်မှမလို့ဟိုဘက်ဘွားရောက်ပြီဆိုတော်တော်ကိုကြောက်စရာကောင်းအခုတော့မှသူတော်ကောင်းတို့အိမ်တော်ကြားနေတဲ့လူတွေငါလေးတရားစခန်းသွားခြင်းလို့ဆိုမသွားနဲ့ဟာဒီတစ်ခေါက်ဆိုရင်မသွားတော့မလွတ်ရင်မသွားဘူးလေသွားလို့ရလားမရဘူးငါသွားခြင်းလည်းဆိုမသွားလဲဆိုအဲ့ဒါကထပ်မပြောရတော့မသွားတော့ဒီဘဝတောင်မှအဲ့ဒီတို့မှမလွတ်ရင်မသွားဘူးလွတ်မှသွားရတယ်အဲ့ဒီလိုပဲတမလွန်ကလည်းအဲ့ဒီလိုပဲမလွတ်ရင်မသွားဘူးလွတ်မှသွားရတယ်အဲကြောင့်မလို့အချိန်ချင်းပေးနေရမှာတစ်ချိန်မဟုတ်တစ်ချိန်မဟုတ်တစ်ချိန်ရအောင်ဒါကြောင့်မလို့ဒါနုသောတိဘုံနာရတဲ့ဌာနကတော့သေသွားတဲ့အခါပိဋ္ဌာဂတိလို့ဆိုတဲ့ပိဋ္ဌာဘုံဘဝရောက်နေမယ်ဆိုရင်ဖြင့်ဒီကနေပြီးတော့ကုသိုလ်တွေမင်းတို့တွေရည်စူးရင်မှပြီးတော့အဖေဖြစ်စေအမေဖြစ်စေခင်မောဖြစ်စေခင်မောမဖြစ်စေသားဖြစ်စေသမီးစေမြေဖြစ်စေမြေဖြစ်စေကလျာဏမိတ်္တာတွေပဲဖြစ်စေအဲ့ဒါကိုစွမ်းသင်္ကာကြောင့်စေပစ္စည်းလေးပါလှူရတဲ့ကောင်နော်ဇေဒီဘထိုးတွေလူရတော်၎င်းကြောင်းတွေလူရတော်၎င်းစေတွေလူရတော်၎င်းဒီဘက်ကနေပြီးတော့ကောင်းမှုတွေကိုအဲ့ဒီပုဂ္ဂိုလ်တွေကိုနာမည်ခေါ်ပြီးတော့အမြပေးလိုက်တဲ့အဲ့ဒီလိုဆိုရင်အဲ့ဒီကုသိုလ်ကသူတို့ရှိကိုရောက်လိမ့်မယ်ပိဋ္ဌာဘဝရောက်မှသာဓုခေါ်နိုင်တယ်တဲ့ဒီတိုင်းနော်ဘယ်ဘဝရောက်မှလဲဘာခေါ်နိုင်လဲအဲ့ဒါရောက်တဲ့ဌာနပဲငရဲကြနေရင်ရသေးလားတရိစ္ဆာန်ဖြစ်နေရင်ရသေးလားဒုစရိုက်10ပါးကိုကျွလွန်သွားလို့မကောင်းတဲ့နေရာရောက်သွားရင်မရတော့ဘူးနော်နတ်ပြည်ရောက်ရင်လည်းသာဓုခေါ်သေးလားလူပြည်ရောက်ရင်ရောသာဓုခေါ်သေးလားဒုစရိုက်10ပါးကိုကျွလွန်တဲ့အတွက်ကောင်းတဲ့နေရာရောက်ရင်လည်းမခေါ်တော့ဘူးဟုတ်လားအေးဆွဲလန်းမှုတွေနဲ့ခင်မင်မှုတွေနဲ့ဟိုဆွဲဒီဆွဲသေခါနီးမှာတရားလက်လွတ်နဲ့တတိလက်လွတ်နဲ့သေပြီးတော့အာယုန်တစ်ပါးလွဲချောပြီးတော့မိသားစုစိတ်မချသားတွေသမီးတွေစိတ်မချစီးပွားဥစ္စာတွေစိတ်မချဘဲနဲ့စားသေသွားမယ်ဆိုရင်အဲ့ဒါတွေကိုဆွဲသိရင်တော့ပိဋ္ဌာဖြစ်တယ်အဲ့ဒီပိဋ္ဌာဖြစ်တယ်ဆိုရင်တော့အဲ့ဒီပိဋ္ဌာဘဝတွေဆိုရင်တော့ဒီကနေအမြပေးရင်သူတို့ရောက်တဲ့ဘုံဌာနကဘာခေါ်လိမ့်မယ်အဲ့ဒါတာဓုခေါ်လို့ရောက်တဲ့ဌာနတဲ့နှစ်မျိုးခွဲဟောတာနော်မရောက်တဲ့ဌာနရောက်တဲ့ဌာနဘယ်နှမျိုးလဲအဲ့တော့ပုံနာကအဲ့တော့မြတ်စွာဘုရားတပည့်တော်တို့ကဒီကနေပြီးတော့ကုသိုလ်တွေကလုံနေရတာကုသိုလ်တွေကလုံနေရတယ်ဆိုတော့သူတို့ကဟိုဘက်သာဓုမခေါ်တဲ့ဌာနတွေရောက်နေတော့
တပည့်တော်တို့ကဒီကနေပြီးတော့ကုသိုလ်တွေအကျဉ်းချင်းသာပေးနေရတဲ့ခါကျတော့အဲ့ဒါတွေကအလကားတွေဖြစ်ကုန်လားတဲ့ဟုတ်လားထမ်းမေးတာနော်မဖြစ်ပါဘူးတဲ့မဖြစ်ပါဘူးတဲ့ရှေ့မကောင်းတဲ့နေရာပဲရောက်နေစေနောက်ကောင်းတဲ့နေရာပဲရောက်နေစေသူတို့တာတို့မခေါ်တော့ဘူးဆိုလို့ရှိရင်မင်းတို့ဘဝတန်တရာအဆက်ဆက်ကအမျိုးတွေကပိတ်တာဘဝမှာရှိလိမ့်မယ်ပိတ်တယ်နော်အမျိုးတွေခေါ်လိမ့်မယ်တဲ့ဘာတွေခေါ်လိမ့်မလဲဒါကြောင့်မလို့ဘုံဘုံတို့အမြဝေတဲ့အခါကျတော့30ပုံသားတွေလို့ထဲဝေမပေးဘူးလားအဲ့ဒါပဲကိုပေးတဲ့လူကဟိုမကောင်းတဲ့နေရာဘယ်နေရာရောက်မှမသိဘူးဘယ်ဂတိကိုရောက်မှမသိကြိုမသိရဘူးလေဟိုကောင်းတဲ့နေရာဂတိနှစ်ခုမြတ်ရောက်နေတာတော့ကြိုမသိရဘူးဟုတ်လားအဲ့တော့သူကအဲ့ဒီနေရာတွေရောက်နေတော့သာဓုမခေါ်တော့ဘူးဆိုတော့တပည့်တော်တို့ဒီကမှန်တန်ပေးနေတဲ့အရာတွေအလကားဖြစ်လို့မဖြစ်ဘူးတဲ့ဗျာမင်းတို့ဘဝတန်တရာဆက်ဆက်ကအမျိုးတွေပိတ်တာဘဝရောက်နေတာတွေရှိလိမ့်မယ်တဲ့အဲ့ဒီလူတွေသာဓုခေါ်လိမ့်မယ်ပေါ့တဲ့အဲ့ဒီအမျိုးတွေသာဓုခေါ်လိမ့်မယ်ပေါ့အမျိုးတွေလည်းရှိနေဦးမှာလေပိတ်တာမျိုးတွေလေအဲ့ဒီအမျိုးတွေကဘာခေါ်လိမ့်မိသားမင်းကြီးမြတ်စွာဘုရားမင်းအမျိုးတွေပါကွာလဲညတကောင်ကြီးထအော်တယ်ဆိုတာအဲ့ဒါမင်းကိုပေးတဲ့အမြတွေကိုမင်းသာဓုကိုမင်းအမျိုးတွေတဲ့အဲ့ဒါမင်းအဲ့ဒါအမြပေးလိုက်တယ်နော်အဲ့တော့အဲ့ဒီအမျိုးတွေသာဓုခေါ်လိမ့်မယ်ပေါ့ကွာတဲ့အလကားမဖြစ်ပါဘူးပေးလိုက်ပါတဲ့အဲ့ပုံနာလည်းတော်တော်ရှာရှိတယ်နော်အဲ့ဒီအမျိုးတွေအဲ့ဒီမှာမရှိဘူးဆိုရင်ရောတဲ့ဟောနော်ဖယားမို့လို့စိတ်ရှည်ရှည်ဖြေပေးတာဗောကျုပ်တို့လာဆိုဘယ်စိတ်ရှည်တော့မင်းတလောက်ကြီးကျုပ်တခုပြီးတခုမင်းနေတာဟုတ်လားအဲ့ဒီအမျိုးတွေပိဋ္ဌာဘဝမှာမရှိဘူးဆိုရင်ရောအဲ့ဒီကုသိုလ်တွေဘယ်လိုလုပ်မလဲတဲ့အေးပါကွာတဲ့အဲ့ဒီကုသိုလ်တွေမဲ့အဲ့ဒီမှာမရှိအဲ့ဒီမှာသာဓုခေါ်မဲ့လို့မရှိဘူးဆိုရင်အဲ့ဒီကုသိုလ်တွေဟာမင်းတို့ပြုလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့အနာဂတ်ဘဝအတွက်အကျိုးတွေပါပဲတဲ့အပြီးရောအဲ့ဒါဟုတ်လားအနာဂတ်ဘဝအတွက်အကျိုးတွေမဖြစ်ဘူးလားကိုလုပ်တဲ့ကုသိုလ်တွေကဒီဘဝအတွက်တော့မဟုတ်အနာဂတ်မှာအကျိုးကပေးမှာလေဘုံဘုံတို့ပြောပြီးပြီ3ခွက်အကြောင်းကောင်းရင်4ခွက်ဘာဖြစ်မယ်အကျိုးတွေမကောင်းဘူးလားပိဿုပန်အကြောင်းကောင်းရင်အနာဂတ်မှာဘာကောင်းမယ်ယခုကောင်းရင်မင်းလုပ်တဲ့ကုသိုလ်တွေဟာဘွားတယ်အလကားမဖြစ်ပါဘူးတဲ့နောက်ဒုတိယဘဝအနာဂတ်ဘဝအတွက်ကောင်းကျိုးတွေဖြစ်ပါလိမ့်မယ်လို့မြတ်စွာဘုရားကအဲ့ဒီလိုဟောလိုက်တဲ့အခါကျဇာနုပုံတောနိပုံတော့သဘောကြီးကျသွားပြီဟုတ်လားအဲ့ဒါမြတ်စွာဘုရားကိုကြည်ညိုပြီးတော့ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူပြီးတော့တရဏဂုံတည်သွားတယ်ဗုဒ္ဓဘာသာဖြစ်သွားတယ်နော်ဒါကြောင့်မလို့ဗိဒ္ဓရေဘုန်းဘုန်းတို့5ခုမြောက်ဖြစ်တဲ့ဂတိဟုတ်လားအဲ့ဒီဂတိကဘာလဲနိရယဂတိတိရစ္ဆာနဂတိဒုစရိုက်10ပါးလှုပ်သွားရင်မကောင်းတဲ့နေရာရောက်သွားရင်သာဓုခေါ်သေးလားမခေါ်နိုင်တော့ဘူးတဲ့ဒုစရိုက်10ပါးကိုလှုပ်လို့စင်ရင်တော့ဒေဝဂတိမနုဿဂတိဒီနေရာတွေလဲကောင်းတဲ့နေရာတွေရောက်သွားလို့သာဓုမခေါ်တော့ဘူးခေါ်နိုင်တာကဘာဂတိလဲပေဒဂတိပိဋ္ဌာဖြစ်နေရင်တော့သာဓုမခေါ်ဘူးလားဒါကြောင့်မလို့ဘယ်ဘဝရောက်သွားတယ်ဘယ်ဘဝမှာရောက်နေတယ်ကိုယ်တိုင်လည်းသိမယ်ဆိုရင်ဘယ်ကိုသွားမယ်ဆိုတာလာရဂတိကိုကြိုပြီးတော့သိသလားမသိဘူးဆိုရင်ကိုယ်တည်းကနေပြီးတော့ဒုစရိုက်တွေမလုံးနဲ့ပေါ့သူစရိုက်တွေကိုကြိုးစားကောင်းတာတွေကိုလုံးမယ်ဆိုရင်ကောင်းတဲ့ဘဝတွေမရနိုင်ဘူးလားဒီတဲ့အဆင့်မြင့်တယ်ဆိုရင်တော့ပြီးလိုက်တခြားအလုပ်လုပ်ရမှလားဝိပဿနာအလုပ်လားဝိပဿနာအလုပ်ဆိုတာခန္ဓာဘက်ကိုဗာလှဲ့တယ်ခန္ဓာဘယ်နှပါမိမိခန္ဓာ၅ပါးယုံနာ၅ပါးကိုပဲချင်းကြည့်ကြည့်မြဲသလားဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကမဂ္ဂသစ္စာနှလုံးသွင်းလိုက်ပြီဆိုရင်တဏှာသမုဒယတွေမသေးဘူးလားတဏှာသမုဒယတွေသိရင်တော့နိရောဓသစ္စာနိဗ္ဗာန်ကိုမရဘူးလားသူကတော့ပေးတတ်ရေနော်ဘုံမလို့မဂ္ဂသစ္စာကိုပွားများလိုက်တာဖြစ်တဲ့အတွက်တန်တရာကိုအပြတ်ကိုဖြတ်သွားတာနော်သူကတန်တရာသွားเสียနှိမ့်เสียမြင့်เสียလိုသေးလားဟိုအပယ်လေးပါးလေးလည်းမသွားတော့ဘူးသူဂတိဘွားလေးလည်းလူပြင်းနဲ့ပြည်လည်းမသွားတော့ဘူးသူကမဂ္ဂသစ္စာကိုပွားများတဲ့ပုဂ္ဂိုလ်ဒီဘယ်သစ္စာကိုစိုက်နိဗ္ဗာန်ကိုမသွားဘူးလားဒါကြောင့်မလို့တို့အားလုံးကပေးတဲ့ကုသိုလ်တွေကြိုးစားတယ်လို့လဲတရားတွေလည်းမကြိုးစားရမှာလားကြိုးစားဘာကြောင့်လဲဆိုတော့တို့ကလာရဂတိတွေကကြိုပြီးတော့သိသလားမသိပါဘူးကြိုပြီးတော့မသိရင်တို့ကယခုဟောထားတဲ့တရားကိုအတိဝင်ပြီးတော့မိမိတို့ရဲ့တဏ္ဍာမှာကုသိုလ်တွေလည်းလုပ်ရမယ်ဆိုတဲ့အတိတွေမရှိရမှာလားရှိရဒါကြောင့်ကြိုရမသိတာကိုသိပါဆိုတာကကုသိုလ်တွေလုပ်ရမယ်ဆိုတာလေသိပါတဲ့တရားတွေလုပ်ရမယ်ဆိုတာလေသိပါကုသိုလ်တွေလုပ်ရမယ်ဆိုဏိကုံးချုပ်ကလေးပြောကြရအောင်ဟိပဋိစ္စသမုပ္ပါမှာအကွက်ဘယ်နှကွက်ဘယ်အကွက်ကိုတို့ကအဓိကထားကြည့်
3ခွဲအကြောင်းကောင်းရင်4ခွဲဘာကောင်းအကြောင်းကောင်းရင်အကြောင်းမှန်ရင်အကြောင်းဖြူစင်ရင်ကောင်းကျိုးတွေမရမလားရမလားဟုတ်ပြီဗျာဒါဆိုသူတော်ကောင်းတို့ကအဲ့ဒီလောက်တင်ကျင့်တတ်နေမဲ့သစ္စာ၄ပါးကိုမေးကြအောင်စို့သစ္စာဘယ်နှပါးဟုတ်ပြီသစ္စာ၄ပါးမှာဘယ်သစ္စာကိုပွားများရမှာဘယ်သစ္စာသိမလဲဘယ်သစ္စာစိုက်မလဲသစ္စာ၄ပါးမှာလဲကိုယ်ဝမ်းထဲမှာဘယ်သစ္စာထားတဲ့လဲအဲ့ဒါဆိုရင်နိရောဓသစ္စာနိဗ္ဗာန်ကိုမရဘူးလားရပါဘူးအားလုံးပြည့်စုံပါပြီနော်ဘုံဘုံတို့9ရက်တာကာလနော်လူပိတရားတွေပရိစ္ဆသမုပ္ပါတရားတွေအခုလိုညနေပိုင်းသစ္စာတရားတွေကိုပိုင်ပိုင်နိုင်ဉာဏ်မီတဲ့မြတ်ဟောကြားနိုင်ခဲ့ပါပြီတို့အတိတရားတွေကိုလက်ကင်ထား၍တရားချက်ခင်သူတော်စင်အားလုံးသိသည့်အတိုင်းကျင့်ကြပါကျင့်တဲ့အတိုင်းလည်းပဲဒီဘာဒီကနာနောက်ဆုံးထနိဗ္ဗာန်ကိုမြင်နိုင်ကြပါစေယောဂီများကြိုးစားသလိုကျောင်းတကာကျောင်းအမတွေလည်းပဲဘုံဘုံတို့အားလုံးကျောင်းမကြီးတော်အေးစိမ်များနဲ့တကာဝမိသားစုတွေလည်းပဲကျောင်းကြီးကိုချစ်မြတ်နှုတ်ပြီးတော့သာသနာကြီးချစ်မြတ်နှုတ်ပြီးခொနသာသနာကြီးချစ်မြတ်နှုတ်ပြီးတော့သာသနာပြုပေးကြတဲ့အတွက်အောင်မြင်မှုတွေရှားသလိုခေါ်ဘကအတွေ့အမှုဥပြည့်စုံနဲ့အတူဘုံဘုံတို့အကိုကြီးဥပ္ပဝဥမြင့်သိန်းတို့နဲ့အတူဒေါ်နုတို့အောင်တို့နဲ့အတူအမခொနရပါရမီကိုအသင်းတို့နဲ့အတူတော်များများချိုးတို့တော်ရွှေလုံးတို့တော်ကင်တန်းစင်တို့နဲ့အတူကြိုးစားကြတဲ့အတွက်လည်းအောင်မြင်မြင်ဖြစ်ကြပြီကျောင်းတကာကျောင်းမတွေဖြစ်ကြသောစေတနာရှင်မိသားစုတွေဒီမိုက်တော်အမကြီးတို့မတန်းတို့အစရှိတဲ့ဦးညီတို့ဦးစောဝင်းတို့ဦးမျိုးနိုင်တို့အားလုံးပေါင်းစု၍ဘုံဘုံတို့နဲ့အတူကောင်းမှုတွေကိုကြိုးစားကြတဲ့အတွက်တန်ဃာတော်များမှမကြံကျောင်းသားတွေမှမကြံကပ္ပိယတွေမှမကြံယောဂီသူတို့နဲ့တက်ညီလက်ညီဖြစ်လို့ကြိုးစားလို့အောင်မြင်ခဲ့ပြီဖြစ်တဲ့အတွက်အဲ့ဒီအောင်မြင်မှုကိုလူသာတုကောနတ်သာတုကောဖြစ်တဲ့အတွက်အားလုံးကြည်နိုးဝမ်းမြောက်စွာဖြင့်သာတုသုံးကြိမ်ခေါ်နာကြစို့